Hi guys, အားလုံးပဲမင်္ဂလာပါ YouTube channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ယူရီကဂိမ်းဆိုင်ဖွင့်သွားပါပါ။ဂိမ်းဆိုင်တစ်ခုကိုအောင်မြင်အောင်ဖွင့်သွားမှာပဲဖြစ်ပါတယ်။ရိုဖလော့ထဲမှာပေါ့နော်။ဆိုတော့အခုတော့ဂိမ်းလေးဆက်လေးတော့ပဲမယ်။ Pac-Man ဆိုတဲ့ဂိမ်းဆက်လေးပေါ့နော်။ကဲပြီးရင်ကိုယ့်ရဲ့ arcade ကိုသွားမယ်။ဆိုတော့သူများတွေလည်းဒီတိုင်းရှင်းနေကြတာပေါ့နော်။ကဲကိုယ့်ရဲ့ arcade ကိုသွားပါမယ်။ပြီးရင်တော့အဲ့ဒီဂိမ်းဆက်လေးကိုချမယ်။ကဲဂိမ်းဆက်လေးချမယ်ပေါ့နော်။ Okay ဘယ်လိုဂိမ်းလေးလဲတော့မသိချကြည့်မယ်ပေါ့နော်။ကဲဂိမ်းစော့မယ်ဆိုတော့အခုကတော့ကျမရဲ့ဂိမ်းဆက်လေးကတော့ယူရီကတော့တစ်ခုပဲဂိမ်းဆက်လေးထားလိုက်တယ်။အမကြီးလာပြီ။အမကြီးလာပြီ။ကဲကြည့်မယ်သူဘယ်လိုတွေစော့နေရလဲ။တီဝိုင်းရဲ့အဲ့လိုလိုက်ပြေးရတာလေအတုံးကြီးတိကျတာလို့ကိလေကဲသူဆရာနေပြီးတော့ဒေါ်လာတွေခင်းမှာပဲဖြစ်ပါတယ်သူဆရာနေဒေါ်လာယူရမယ်ဆိုတော့ကျမရဲ့ခင်းစားပေါ့နော်အဲ့ရလေးဆိုရင်တော့အဲ့ဒါတော့1000ဗာလဲတရက်ကိုတစ်ခါ1000ပဲပေးရပါတယ်ဘာလို့လဲဆိုတော့ဒီရလေးပေါ့နော်ဆိုတော့ပြီးရင်တော့လက်ကားလို့ကျင်နေဆိုရင်တော့like and subscribe လုပ်လိုက်ပါပြင်ပို့ပြီးဈေးကြည့်လာမှာပေါ့နော်ကဲနောက်တစ်ခုထပ်ဝင်မယ်ဂိမ်းလေးနောက်တစ်ခုထပ်ဝင်မယ်ပြင်ပြန်သွားမယ်ပြီးဆောင်မယ်တကယ်လို့အလကားလို့ချင်းနော် channel လေးကို like လေးတစ်ချက်နေပြီး subscribe လေးလုပ်ပေးခဲ့ကြပါဆိုတော့အမချလိုက်ပြီးရပြီတစ်ချက်တည်းတန်းလာတော့တာပဲနော်ဒီမှာပတ်စံကောက်လာအောင်မယ်1000ပေး1000တစ်ခါစော်ကြည့်နေတော့ငါ channel like and subscribe လုပ်ထားတဲ့အတွက်အလကားမရပါတော့သူတို့ကမလုပ်ထားဘူးဆိုတော့သူတို့ဆရာနေပြီးတော့ပတ်စံယူပါမယ်ကဲယူမယ်ဂိမ်းဆက်ကကြီးတစ်ခုနဲ့မလုံးတော့ပါဘူးတကယ်လို့ဂိမ်းဆိုင်ဖွင့်မယ်ဆိုပေါ့နော်ဂိမ်းဆက်လေးနှစ်ခုသုံးခုလုံးနဲ့ပေါ့နော်ဘယ်သူမှတိတ်လာမှာမဟုတ်ပါဘူးအဲအကြောင်းမို့တခြားဂိမ်းဆက်တွေလည်းဝယ်ရအောင်မယ်ဆိုတော့တခြားဂိမ်းဆက်တွေသွားဝယ်ပါမယ်ကဲတခြားဂိမ်းဆက်တွေဝယ်မယ်ဘာရှိလဲဒါကဘာလဲဒါပုံစံတွေပေါ့နော်မကြုံဈေးရမ်းကြည့်တာပုံစံတွေကမျိုးစုံရှိကြည့်ပါဈေးကတော့ကြီးတယ်နော်ကဲဈေးကကြီးတယ်ဆိုတော့ဝင်နိုင်တဲ့ဂိမ်းလေးတွေကြည့်ပါမယ်ဒါလေးကတော့100တဲ့ခလုံးမရှင်ကတော့100ပတ်စံမဝင်နိုင်သေးဘူးပေါ့နော်ရုပ်ကောက်တဲ့ဟာကတော့ဒါဆိုဒါလေးပဲထပ်ဝယ်ထားမယ်ဆိုဂိမ်းဆက်4ခုပေါ့နော်ကဲ1000ပေးဝပတ်စံ1000ပေးဝတစ်ခါဆော့1000နော်ဒီဂိမ်းဆက်4ကကျတော့တစ်ခါဆော့1000ပါကဲယူပါမယ်ပတ်စံလေးယူပါမယ်အမဆော့နေပါနော်ဘယ်မှာလိုက်ဆော့ကြပြီပေါ့နော်ဟိုမှာကဲကင်းနေဘာလုပ်ပါမယ်တင်ယူပါမယ်ပတ်စံယူပါမယ်ပြီးသွားပြီဆိုရင်တော့ဘာတွေလုပ်မှာလဲဆိုတော့ပတ်စံ200တောင်ပြည့်သွားပြီခုမှကြည့်မိပတ်စံ200တောင်ပြည့်သွားပြီဆိုတော့ထပ်ဝယ်မယ်ပတ်စံ200ပြည့်သွားပြီဆိုခလောမရှင်ဘယ်နှခုဝယ်မလဲ2ခုဝယ်လိုက်ပါမယ်ခလုံးမရှိအယုတ်ကောက်ဆက်ပေါ့နော်အယုတ်နိုင်ဆက်လေးပေါ့နော်အယုတ်ကောက်တာပေါ့နော်အမြဲပြုတ်ကျနေတဲ့အယုတ်ကောက်ဆက်လေးပါအဲ့ဒါကတော့အမြဲပြုတ်ကျနေပြီးတော့လူတွေကခဏဆော့လိုက်မယ်ပေါ့နော်အဲ့ဒါကြောင့်ဈေးလေးနည်းနည်းကြီးမယ်2500ပဲပေးပေါ့2500ပဲပေးပါဒီအယုတ်ကောက်ဆက်လေးကတော့2500ပါတခါဆော့ခဏဆော့မယ်ဆိုရင်တော့2500ကိုခဏပေးရပါမယ်မပေးခြင်းဒီဗီဒီယိုကို like and subscribe တယောက်တစ်ချက်နှိပ်သွားပေးပါခါလောင်းလေးနှိပ်ဖို့လည်းမမေ့နဲ့အောင်နော်ဆိုတော့ဒါကိုဒီမှာထားမယ်ပြီးရင်ဒီမှာနောက်တစ်ခုဒီမှာထားမယ်ဒီကဘာအယုတ်ကောက်တာလဲဆိုအလုံးလေးတွေကောက်တာပေါ့နော်အဲ့အလုံးလေးတွေထဲမှာအရန်ဈေးကြီးတဲ့သိန်းနဲ့အယုတ်ကြီးပါပါတယ်ရှောက်ပြောတာကဲသူတို့အယုတ်ကောက်နေကြပြီပေါ့နော်ဒီမှာအယုတ်ကောက်နေကြပြီဒီမရဘလူးကြီးလေဟာခေါင်းရနှလုံးကြီးနော်လေဝင်းရှိနေလားခေါင်းနှလုံးလားတစ်ခုပဲဒီအမရတဲ့ကြောက်စရာကြီးနော်တရေဒီပါလားဆော့ကုန်ပြီထင်တယ်ငါစီကိုကဲဒီမှာကလင်းမယ်ဒီမှာညစ်ပတ်နေရပဲခင်းကိုလူမဆော့သွားဘူးညစ်ပန့်ဆော့မကြည့်အောင်ဂိမ်းမှာဂိမ်းဆက်ဒီမှာတေချာမဆော့ပါဘူးညစ်ပတ်နေရပဲတေချာဆော့မဆော့ရင်ဟိုကဖြစ်မယ်
ကင်းစားတက်လုံးမလာနဲ့နော်ဟောပတ်စံပို့ပေးရမှာအဲ့လိုကြည့်မှုနဲ့ဆိုဘယ်လောက်ပို့ပေးရမလဲဆို1800ပို့ပေးရမှာ1800ဆိုတော့အဲ့လို800ပို့ပေးရမှာတကယ်လို့တစ်ခုခုလို့ရင်1500ဆို800ပို့ပေးရင်3200ဖြစ်သွားမှာပေါ့နော်ကဲဒီမှာခင်းစက်တွေပြက်ကုန်ပြီပတ်စံပို့ပေးလိုက်တော့ပို့ပေးလိုက်တော့ဘာလို့ခင်းစက်တွေပါပြက်ကုန်ပြီဘလူတွေမြန်းစုံလည်းမသိဘူးနော်ခင်းစက်တွေပါပြက်ကုန်ပြီကဲဘာလေးဝဲစရာရှိလဲကြည့်မယ်ဘာမှတော့ဝယ်စရာမရှိတော့ဘူးဒါဆိုဒီမှာဒီမှာတခြားဂိမ်းလေးတစ်ခုပေါ့နော် Street Brawlers ပေါ့နော်အဲ့ဒါလေးဝယ်လိုက်မယ်ဂိမ်းလေးပေါ့နော် Street Brawlers အဲ့ဒါလေးကိုဒီမှာချတာပါပဲကဲ Street Brawlers ဆိုတဲ့ဂိမ်းလေးပေါ့နော်ဗာဂိမ်းလေးတွေတော့လက်သီးထိုးတဲ့ဂိမ်းလေးပဲနေမှာဆိုတော့ယောက်ျားလေးတွေကဒီဂိမ်းကိုသွားစော်လို့ရပါတယ်အဲ့ဒီဂိမ်းကတော့တစ်ခါကို3000ပါအဲ့လိုဆွေပါလေအဲ့ဟာလေးကတစ်ခါ3000နော်ခုနကတော့ဂိမ်းကဲညစ်ပတ်ကုန်ပြီဒီချရှင်းရတော့မယ်အနံ့လေးထွက်ဒီချလည်းမစော့ဘူးနော်သူတွေဒီချမစော့ကြအောင်အနံ့နေရမသိရင်ခင်းစက်ပုံမှာသေးပုတ်ထားတဲ့အတိုင်းထားလိုက်ပါတော့ကဲဘလူးလုံးရင်ကောင်းမယ်လေကဲရပြီဆိုတော့ရဖဟာပြက်ကုန်ပြီပတ်စံပို့ပေးလိုက်တော့ဤအကုန်ပြက်ကုန်ပြီအကုန်ပြက်ကုန်ပါပြီဒီမှာပတ်စံတစ်ချက်ရှိုးလိုက်ပါဦးမှာ4000တော့ပြည့်သွားပါပြီဒီမှာအလုပ်တွေလည်းခန့်ပေါ့နော်ဒီမှာလည်းရှင်းစရာလည်းမလိုတော့ဘူးဘာမှလုပ်စရာမလိုတော့ပါဘူးပြီးရင်တော့ဘာဝယ်မလဲဆိုတော့ဟိုထူတဲ့ဟာကြီးပြီးစပင်ဝီးရဝယ်ပါမယ်ကဲပေါ့နော်ကျမကတော့နည်းနည်းပါးတော့ချမ်းသာလာပါပြီဒီမှာကျမဆိုင်မှာပင်းပေါင်နေရောပေါ့နော်ဖွင့်နေပါပြီဒီမှာလက်တီးထိုးတဲ့ဟာတွေရောကြည့်ကြပါအောင်မကြည့်အောင်စပင်ဝီးလည်းလာလဲလို့ရရဲ့နော်ဈေးကတော့အရင်ကြီးရဲ့တစ်ခါ1000ဟဲ့တစ်ခါ1000နော်တကယ်လို့ပတ်စံမပေးချင်ရင်လိုက်ကန် subscribe လုပ်ပါပတ်စံမပေးချင်လုပ်လိုက်ပါပတ်စံပေးရမှာပါမလို့ရင်ကဲဒီမှာထူတဲ့ဟာကြီးရောဒီမှာခင်းမယ်ကိုယူမယ်ပတ်စံနေပေးပိုကောက်တယ်ဘာလို့လဲဆိုရှင်းနေရှင်းရတယ်ပစ္စည်းတွေကိုလည်းဖျက်ရတယ်အားကြောင့်မို့ဝန်ထမ်းတွေကိုပတ်စံပို့ပေးမို့လို့ရတယ်အားကြောင့်မို့သူတို့စီကပတ်စံကိုပိုကောက်တာပဲဖြစ်ပါတယ်ဆိုတော့စီကင်းရှိလေးနေကြပါတော့ဒီမှာ update တွေကကြတော့ဒီလိုလုပ်လို့ရတယ်မကြီး hotspot လို့အကြီး hotspot မှာ special customer လို့ဟာဟုတ်လိုက်လားမိုက်လိုက်လားကဲဒီမှာဒါကြတော့စိန်တုံးနေပဲဖြစ်ပါတယ်ကဲစိန်တုံးနေဖြစ်ပါတယ်ဒါတော့ပြီးတော့ဘာဝင်ကောင်းမလဲဘာမှတော့လုပ်လို့မရတော့ပါဘူးဆိုတော့မဆေးကြီးရပါတော့လီယန်တို့ပါလို့ရှိရင်ကျမမှာတော့အဲ့လောက်တော့မရှိသေးဘူးဆိုတော့ဘယ်လိုလုပ်မလဲတော့မသိပါဘူးဆိုတော့ဒီမှာဒါလေးဝယ်မယ်မီးရင်လေးရှိတယ်မီးရင်လေးတစ်ခုဝယ်လိုက်မယ် repair တွေလည်းလုံးမလို့ရတယ်ပေါ့နော်တကယ်လို့2ထပ်3ထပ်ရကြတယ်နော် repair တွေလုံးမလို့ရဒီမှာမီးအိမ်လေးကိုဒီမှာထားလိုက်ပါမယ်မီးအိမ်လေးကိုဒီမှာထားပြီးသွားပြီဆိုရင်နော်နော် repair လုပ်လို့မလိုပါတယ်ဒါတွေက repair တွေကတော့လုပ်လိုက်အစနေပြည့်ဖြစ်သွားမှကြောက်နေရပါတယ် repair ကတော့မတည်သေးပါကဲပတ်စံနေအများကြီးပဲဆိုတော့ဒီမှာပင်ကွန်လေးဆော့ကြပါထိုးကြပါတဲ့တလောက်အကုန်လုံးကြပါဒီမှာကဲကင်းဆိုင်လေးကို upgrade လေးပါလေးလုပ်ရမယ်ပေါ့နော်ကဲ
Okay ဒီမှာပေါ့နော်ဒီမှာထိုင်ကုန်နေပါလေအကုန်လုံးလုတ်ပြီးသွားပါပြီဒီမှာပေါ့နော်ကျမဂိမ်းဆိုင်ကနည်းနည်းတော့နာမည်ကြီးလာပါပြီနာမည်အရင်ကြီးမှအချိန်ကြီးကလည်းလုံးဝမများဆဆိုင်တို့သေးရယ်ပြီးတော့စော့ကျင်စိတ်လည်းတိတ်မရှိတော့တာကြောင့်ဒါလေးကိုအပိုင်းတစ်လို့အပီစုံဝဲလို့လုပ်ပေးလိုက်ပါမယ်တကယ်လို့အပီစုံတူးကြည့်ချင် like and subscribe လုပ်ပြီး comment မှာအပီစုံတူးလို့ရေးခဲ့ပါဒါဆိုဆော့ပြပါမယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲ bye bye နောက်တွေ့ကြမယ်